ဘုရားမြတ်စွာရဲ့မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ဥပုသ်ဆောင်သုံးခြင်းရဲ့အဓိပ္ပာယ်ကြာကြာနာနာသိထားဖို့လိုအပ်တယ်မိယုပဒမိဘတွေကဥပုသ်ဆောင်လို့လိုက်ပြီးစောင့်ရကနေပြီးတော့ဥပုသ်ဆောင်တယ်လို့ဒီလိုသိနေကြတော့လည်းပဲဥပုသ်ဆောင်သုံးခြင်းရဲ့ရည်ရွယ်ချက်ဥပုသ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကစပြီးတော့အလေးနဲ့ထားသိဖို့လိုတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဥပုသ်ဆောင်တယ်ဆိုတဲ့နေရာမှာဗုဒ္ဓဘာသာတွေမကဘူးတခြားဘာသာတွေကလည်းဥပုသ်ဆောင်တယ်ဆိုတာမရှိဘူးလားရှိတယ်အဲ့တော့သူတို့ဥပုသ်နဲ့ကိုယ်ဥပုသ်နဲ့တချို့ကတော့မသိရင်တူတူပဲလို့ထင်နေတတ်တယ်ပေါ့အနှစ်သာရပိုင်းမှာဥပုသ်ဆောင်ခြင်းရဲ့အနှစ်သာရပိုင်းကိုကြည့်ရတခါတရံကျတော့အတန်တူတော့လဲအဆံမတူဘူးဆိုတာအနှစ်သာရပိုင်းကကွာခြားမှုတွေအများကြီးရှိတတ်တယ်တခြားဘာသာဝင်တွေမှာလည်းဥပုသ်ဆောင်တယ်သူတို့မှလည်းသူတို့ရည်ရွယ်ချက်တွေနဲ့ဥပုသ်ဆောင်သုံးတယ်ဆိုတာရှိမယ်ပေါ့ဘုရားဘာသာဝင်သူတော်စင်တွေကိုတော့ဥပုသ်ဆောင်သုံးဖို့ဆိုပြီးတော့ရှေးအစဉ်လာရပြောရမယ်ဆိုလို့ရှိရင်လာဇန်းရှိရဲ့လာစုပ်ရှိရဲ့လာပြီလာွယ်လို့တလမှာ၄ကရင်ဆိုပြီးတော့ဥပုသ်ဆောင်နေရှိကြတယ်အဲ့ဒီတလ၄ကရင်ဥပုသ်ဆောင်ရုံမြမကဘူးပฏิစာဂရဥပုသ်ဆိုတာရှိသေးတယ်အကျိုးနဲ့အပူဆောင်တာဆိုပါတော့ဥပုသ်နေ့မရောက်ခင်တရက်ကကြုံပြီးတော့စောင့်တယ်ဥပုသ်ထွက်တရက်ကိုစောင့်တယ်ဆိုတော့အကျိုးအပူနဲ့တကွာဆိုတော့လာဇန်း9ရက်လာဇန်း10ရက်လာဇန်း9ရက်3ရက်လာပြီနေ့မှာဆိုလို့ရှိရင်လာပြီအဖိတ်နေ့လာပြီနေ့လာပြီကျော်တရက်3ရက်ထို့တူပဲလာပြီကျော်10ရက်မှာလည်းပဲ3ရက်လာပဲနေ့မှာလည်း3ရက်ဆိုတလားမှာ12ရက်လောက်စောင့်တယ်ဥပုသ်နော်အဲ့ဒါလို့အကျိုးအပေါ်နဲ့တကွာစောင့်တာပฏิစာဂရဥပုသ်လို့ခေါ်တယ်ပေါ့ရှင်းသူတော်စင်တွေကအဲ့ဒါလို့ဥပုသ်ကိုစောင့်နေရှိကြတယ်မြန်မာနိုင်ငံမှာလည်းပဲရှေးပိုင်းခေတ်ကာလတွေမှာဆိုလို့ရှိရင်ဝါတွင်းကာလ3လလုံးလုံးဥပုသ်ဆောင်တယ်ဆိုတာမျိုးလည်းလုပ်ကြရှေးသူတော်စင်တွေဝါတွင်း3လမှာနေ့စဉ်နဲ့ညသီလဆောက်တည်ပြီးတော့ဥပုသ်ဆောင်ရတယ်ပါတိဟာရိယပက္ခဥပုသ်တို့ပါတိဟာရိယဥပုသ်တို့ပฏิစာဂရဥပုသ်တို့ဒီလိုဥပုသ်ရက်တွေဟာတာမန်ရက်မြတာမကဘဲနဲ့တိုးချဲ့ပြီးတော့ဥပုသ်သီလကိုစောင့်တည်ကြတယ်ဒါကရက်နဲ့ပတ်သက်ပြီးတော့ရှေ့ရဆောင်အနည်းဆုံးတော့တလ၄သရင်ဆိုတာဥပုသ်ဆောင်နေရှိကြတယ်ဥပုသ်ဆောင်တာဆိုတာပုရုဇဉ်ပုဂ္ဂိုလ်တွေမှဥပုသ်ဆောင်တာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကသောတပန်ဖြစ်တဲ့ဝိသကာကျောင်းမှာကြီးလို့